Okay ကျွန်တော်ရဲ့ customer များတို့ New Year promotion လာပြီဗျကျွန်တော်ကားတွေမှာကားစီးဝယ်တိုင်းမှာ cashback 1000ခွဲ1000ကျွန်တော်ပြန်လည်ပေးမှာဖြစ်ပါတယ်အဲ့တော့ဘယ်ကားတွေမှာ cashback ရမယ်ဆိုတာကျွန်တော်တို့လက်ကြည့်လိုက်အောင်ပြန်ကြည့်လို့ရနော်ဒီကားကတော့ Mercedes C350E ဖြစ်ပြီးတော့ cashback 9000ပြင်ရမယ်ကားလေးဖြစ်ပါတယ်ဗျဒီကားလေးက Honda CR-V 2018ဖြစ်ပြီးတော့ cashback 1000ခွဲပြင်ရမယ်ကားလေးဖြစ်ပါတယ်ဗျဒီကားလေးက Mitsubishi Xpander ဖြစ်ပြီးတော့ cashback 1000ခွဲပြင်ရမယ်ကားလေးဖြစ်ပါတယ်ဗျဒီကောင်လေးကတော့ Toyota Avanza ဖြစ်ပြီးတော့ cashback 1000ပြင်ရမယ့်ကားလေးဖြစ်ပါတယ်ဗျဒီကားလေးကလည်း Toyota Avanza ဖြစ်ပြီးတော့ cashback 1000ပြင်ရမယ့်ကားလေးဖြစ်ပါတယ်ဗျဒီကားလေးကတော့ Mazda BT50 cashback 1000ခွဲပြင်ရမယ့်ကားလေးဖြစ်ပါတယ်ဒီကားလေးက Toyota Innova ဖြစ်ပြီးတော့ cashback 1000ခွဲပြင်ရမယ့်ကားလေးဖြစ်ပါတယ်ဗျဒီကားလေးကတော့ Mazda BT50 ကိုမှတခန်းခွဲဖြစ်ပြီးတော့ cashback 1000ပြင်ရမယ့်ကားလေးဖြစ်ပါတယ်ဒီကားလေးကတော့ MG GSA ဖြစ်ပြီးတော့ cashback 1000ပြင်ရမယ့်ကားလေးဖြစ်ပါတယ်ဗျဒီကားလေးကလည်း Mazda BT50 Auto ဖြစ်ပြီးတော့ cashback 1000ခွဲပြင်ရမှာဖြစ်ပါတယ်ဒီကားလေးကလည်း Suzuki Ertiga ဖြစ်ပြီးတော့ cashback 1000ပြင်ရမယ့်ကားလေးဖြစ်ပါတယ်ဗျဒီကားလေးက Nissan Juke ဖြစ်ပြီးတော့ cashback 1000ပြင်ရမယ့်ကားလေးဖြစ်ပါတယ်ဗျဒီကားလေးကတော့ Honda Jet ဖြစ်ပြီးတော့ cashback 1000ပြင်ရမယ့်ကားလေးဖြစ်ပါတယ်ဗျ Toyota Camry Model Mini ဖြစ်ပြီးတော့ cashback 1000ခွဲပြင်ရမယ့်ကားလေးဖြစ်ပါတယ်ဗျဒီကောင်လေးက Toyota Vios လေးဖြစ်ပြီးတော့ Model 73ဖြစ်ပါတယ် cashback 1000ပြင်ရမယ့်ကားလေးဖြစ်ပါတယ်ဗျဒီကောင်လေးကတော့ Mitsubishi Lancer ဖြစ်ပြီးတော့ cashback 15000ပြင်ရမယ့်ကားလေးဖြစ်ပါတယ်ဗျဒီကောင်လေးက Toyota Corolla Altis 2009ဖြစ်ပြီးတော့ cashback 9000ပြင်ရမယ့်ကားလေးဖြစ်ပါတယ်ဗျ။အဲ့တော့ Mazda 2လေးဖြစ်ပြီးတော့ cashback 9000ပြင်ရမယ့်ကားလေးဖြစ်ပါတယ်ဗျ။ဒီကောင်လေးကလည်း Mazda 2လေးဖြစ်ပြီးတော့ cashback 9000ပြင်ရမယ့်ကားလေးဖြစ်ပါတယ်ဗျ။ဒီကားလေးက Nissan Almera ဖြစ်ပြီးတော့ cashback 1000ပြင်ရမယ့်ကားလေးဖြစ်ပါတယ်ဗျ။ Toyota Camry ဖြစ်ပြီးတော့ cashback 1000ပြင်ရမယ့်ကားလေးဖြစ်ပါတယ်ဗျ။